မဟာမြိုင်ဆရာတော်ဘုရားကြီးပြောတာလေးတစ်ခုရှိတယ်တတိနဲ့မနေရင်လူဟာအသက်မဝင်ဘူးတဲ့လေးနဲ့တဲ့ဒီစကားကတတိလေးနဲ့နေမှကိုရှင်သန်းနေတယ်လို့ခံစားရတာနောက်မှရှင်ကိုယ့်ကိုဘာဖြစ်လို့ဖြစ်နေမှသိကိုမသိဘူးဝုရဝါဒနဲ့အဲ့ဒါလူသေးကောင်းသာသာပါပဲဒါကရှုထောင့်တစ်မျိုးကပြောတာနော်အပမဒောအမတံပဒံပမာဒောမစ္ဆုနောပဒံတတိနဲ့နေခြင်းသည်မတရားနိဗ္ဗာန်ရခြင်းအကြောင်းတတိနဲ့မနေခြင်းသည်အဖန်ဖန်တရားခြင်းအကြောင်းအပမတ္ထနမိယန္တိယေပမတ္ထယထာမတ္တာတတိနဲ့နေတဲ့လူမသေးနိုင်ဘူးတတိနဲ့မနေတဲ့လူဟာအဖန်ဖန်တရားနိုင်မယ်တနည်းအားဖြင့်လူသေးနဲ့တူတယ်ယေပမတ္ထယထာမတ္တာတဲ့အဲ့ဒါတော့မြတ်စွာဘုရားရဲ့စကားလုံးတနည်းအားဖြင့်လည်းပဲနောက်နှစ်ပါးကတတိနဲ့မနေတဲ့လူတွေယုံညံ့တဲ့သေဆုံးခြင်းဖြင့်သေကြသလိုမျိုးတတိနဲ့နေတဲ့လူတွေအဲ့လိုမသေဘူးလို့ပြောတာအဲ့ဒါအဓိပ္ပာယ်နှမျိုးထွက်တယ်တတိနဲ့နေရင်ရှင်းသန်းနေတဲ့လူတတိနဲ့မနေရင်သေနေတဲ့လူအဲ့လိုထိမြင်တာတော့မြတ်စွာဘုရား